ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ S4C မှာပေါ့နော်ဟိုပါပေါ့ Reddit ရဲ့မျိုးဆက်အတူပဲပေါ့နော်Subaru ပေါ့ Subaru ကိုဟိုပါပေါ့နော် Subaru ကထုတ်တဲ့ကောင်ပေါ့နော် Reddit ပုံပြောင်းရုပ်နဲ့အကုန်အတူတူပဲပေါ့နော်ဆိုတော့ဒီကောင်လေးကအယောင်လေးကတော့ကျွန်တော်တို့ဒါ mahogany ရောင်ခေါ်မှာပေါ့နော်ကျွန်တော်တို့မယန်းစီရောင်ခေါ်မှာ mahogany ရောင်ခေါ်မှာနော်အဲ့ဒါမျိုးဖြစ်မယ်ဒီကောင်လေးကအားတာတော့ full grade လေးဖြစ်သွားမယ်2011 model full grade smart key posted digital ဖြစ်သွားမယ်ပေါ့နော်နံပါတ်မြင့်မယ် 9P ဖြစ်မယ်ဟိုsmart key posted digital ဟိုမှာကျွန်တော်တို့အလွိုင်းလေးတွေကစကျွန်တော်တို့ဒီမှာ Subaru နော် Subaru အလွိုင်းလေးတွေနဲ့ဟိုတာယာလေးတွေလည်းအစ်စ်ဒီပါချက်ပေါ့နော်ဆိုတော့အဓိကတော့ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့ vlog ရိုက်ပေးတာကဟိုပါပေါ့နော်ကားရောင်းမှုကြော်ညာတာမဟုတ်ဘူးကျွန်တော်တို့ကကားဝယ်ခြင်းတဲ့သူအတွက်ကိုကျွန်တော်တို့ကဟိုပါပေါ့နော်တစ်ဆင့်ကျွန်တော်တို့စစ်ထားပေးပြီးတော့မှ review လုပ်ပေးတဲ့သဘောအနေနဲ့ကျွန်တော်တင်ပေးတာပါကျွန်တော်တို့ S4C ကတော့ဟိုကားကောင်းတာတွေကြီးပဲကျွန်တော်တို့လိုက်ပြောပြီးတော့ဟိုဟာမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ကားနဲ့ပတ်သက်တဲ့အနာစာလေးတွေနဲ့ဈေးနှုန်းလေးတွေနဲ့ကျွန်တော်တို့ချိန်ချက်ပေးပြီးတော့အတက်နိုင်ဆုံးပိုင်ရှင်တွေနဲ့တစ်ဖြတ်ညှိပြီးတော့ဖြစ်တဲ့ဈေးတစ်ခုကိုကျွန်တော်တို့တင်ပေးတာပေါ့နော်ဆိုတော့အဓိကဒီကောင်လေးကဈေးနှုန်းပေါ့နော်ဈေးနှုန်းလေးကစိတ်ဝင်စားဖို့ကောင်းတယ်ပုံမှန် Reddit ဖြစ်သွားမယ်ဆိုရင်ဟို smart key posted ပေါ့နော် G grade အမှန်ဖြစ်သွားမယ်ဆိုရင်1200အပေါ်မှာသွားလိမ့်မယ်ဗျဟုတ်ဆိုတော့ဒီကောင်ကတော့ကျွန်တော်တို့ဟိုပါပဲပေါ့1090ပေါ့နော်1090ညှိနှိုင်းပေါ့နော်ဆိုတော့ကျွန်တော်အရင်ဆုံးကျွန်တော် site ခန်းလေးစပြပေးမယ်ဗျဒီကောင်ကကျွန်တော်တို့အယိုးစစ်တိုက်ခိုက်တော့ကျွန်တော်တို့စစ်ထားတယ်ဘောနက်ဖုံးတွေအဖြုတ်တက်မရှိဘူးပေါ့နော်နှစ်ဖက်စလုံးဘောနက်ဖုံးအဖြုတ်တက်မရှိဘူးဂျိုင်းလေးတွေလာတယ်နော်ကျွန်တော်တို့ဒီဟိုအောက်ဆောင်နေပါတွေအတွန်းအတိုက်ဘာမှမပါဘူးဗျနော်ကျွန်တော်တို့ဒီမှာရှိတဲ့အထောင်တန်းတွေချီချီတန်းရီတန်းတွေနော်ဒီဟိုဟာတွေအကုန်လုံးအတွန်းတိုက်နော်ဘာမှမပါဘူးအားလုံးကောင်းတယ်နံပါတ်ကတော့ပြည်တန်းလေးဖြစ်သွားမယ်ပေါ့နော်ပြည်တန်းဖြစ်မယ်အယောင်ကတော့ကျွန်တော်တို့ mahogany ရောင်ပြီးတော့ကျွန်တော်တို့ဒီရှေ့မှန်လေ original မှန်ပဲပေါ့နော်ကျွန်တော်ဟို original မှန်တော့ဟိုအရှေ့မှာတော့ဒီ Viber ချစ်ရလေးတော့နည်းနည်းလေးရှိတယ်ပေါ့နော်ဒီ Viber မှာချစ်တဲ့ဟာလေးတော့နည်းနည်းလေးရှိတယ်နော်ကျွန်တော်မြင်အောင်ပြပေးတာနော်ဒီမှာဒီနားလေးမှာတော့ချစ်ရလေးနည်းနည်းလေးလို့ Viber ဟိုဟာလေဟိုမဖြစ်တဲ့ချိန်ချစ်ထားတဲ့ပုံစံမျိုးလေးတော့ရှိတယ်ပြီးတော့နောက်ထပ်အနာတစ်ခုကခေါင်မိုးလိုက်ကပေါက်တယ်ဗျခေါင်မိုးလေးတွေနော်ဒီနားလေးတွေမှာကျွန်တော်မြင်တွေ့ရတဲ့အတိုင်းပဲပေါ့နော်ခေါင်မိုးလေးလိုက်ကလေးတွေပေါက်တယ်ကျွန်တော်တော့အယိုးစစ်အထိခိုက်မရှိဘူးဒါလည်းရှိသူ့ရဲ့အတွင်းကမ်းဗျဂျိုင်းလေးတွေပါချမ်းလေးတွေဘောနက်ရှေ့ဘောနက်နောက်ဘောနက်ဟိုအဖြုတ်တက်ဘာမှမရှိဘူးCRM volume လေးတွေဖြစ်ပါသွားမယ်ပြီးတော့ကျွန်တော်တို့ digital aircon လေးဖြစ်သွားမယ်နော်ဒါလည်းရှိသူ့ရဲ့အတွင်းကမ်းမှာလက်တင်လေးတွေပါသွားမယ်ပေါ့နော်ဒီမှာလက်တင်ပါတော့နော်ရှိသူ့ရဲ့အတွင်းကမ်းမှာဗျဟုတ်လက်ရှိသူ့ရဲ့အတွင်းကမ်းမှာReddit ပုံပြောင်းနဲ့အတူတူပါပဲเนาะဟိုတစ်စိတ်ကွဲသွားတာပဲဖြစ်သွားတယ်เนาะဒါလက်ရှိသူရဲ့ဟိုနောက်ခန်းပေါ့เนาะနောက်ခန်းလဲနောက်ဖုံးနှစ်ဖက်လုံးအဖြုတ်တက်မရှိဘူးကျွန်တော်ဒီမှာဒီနေရာလေးတွေမှာရှိတဲ့ spot လေးတွေဗာလေးတွေအကုန်မှန်တယ်ဒီဘက် channel ထိုးနီး၎င်းမဲ့အကုန်မှန်တယ်ပေါ့เนาะကန်နေပါလေလက်လာတယ်ဗျကျွန်တော်တို့ခုနကန်နေပါလေအကုန်စစ်ထားတယ်တော့ဒါတွေကစကျွန်တော်ခွာပြီးတော့ကျွန်တော်ဒီမှာစစ်ထားတယ်เนาะအားလုံးဟိုနှစ်ထပ်တွေပါလေမှန်တယ်ပေါ့เนาะဆိုတော့ဟိုခြုံငုံပြောသွားရင်ဟိုစီးမဲ့သူတော့တန်တယ်အဓိကတော့ဒစိမ့်ပေါ့နော်ဒစိမ့်ကြောင့်ပဲဈေးတစ်ခုကို short ထားတယ်ဒါပေမဲ့သူက full grade ဖြစ်နေတယ်ကြောက်ချက်မဟုတ်ဘူးပေါ့နော် full grade ဖြစ်တဲ့အတွက်smart key posted digital ဖြစ်တဲ့အတွက်အဲ့ဒါလေးတစ်ခုကတာတာပေါ့နော်မီးခွက်တွေနှစ်ဖက်လုံးပေါ့နော်ကျင်နာနာတာမရှိဘူးပေါ့နော်ဆိုတော့ဟိုခြုံငုံပြောသွားရင်တော့ဟိုကားလေးကောင်းပါတယ်ဗျဟုတ်ကားလေးကောင်းတယ်ဒီအရှိမတော့အပိတ်တစ်ခုပျောက်တာပေါ့နော်ပိတ်လေးတစ်ခုဟောအဲ့ဒါလေးရှိရနော်ဟောဒါအပိတ်လေးကရှိသေးတယ်ပေါ့နော်ဟုတ်ဆိုတော့ဟိုကားကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ S4C Automobile ကိုဖုန်းလေးကြိုဆက်ပြီးတော့လာရောက်ကြည့်ရှုလို့ရပါတယ်ကားကတော့ကျွန်တော်တို့ဒီမှာအယောင်အပ်တဲ့ကားဖြစ်တဲ့အတွက်ကျွန်တော်တို့ဖုန်းလေးတော့ကြိုဆက်ပေးပါခင်ဗျဟုတ်ကဲ့ဈေးနှုန်းလေးကတော့1090ပပညှိပါခင်ဗျဟုတ်ကဲ့ငွေစင်ငွေချမ်းနဲ့အရေးကြတော့ကျွန်တော်တို့ပိုင်ရှင်နဲ့ညှိနှိုင်းပြီးတော့ကျွန်တော်တို့အဆင်ပြေအောင်ရောင်းချပေးပါမယ်ကျေးဇူးတင်ပါတယ်ဗျာ